ဆရာမရေဆရာမ season 2လေးဆိုဆရာမရေ season 2လေးလောက်လိုက်တော့ရှိုင်းလေးပြောတဲ့ဟာသားကတကယ်ကြီးอ่ะမျက်ရည်တွေပြည့်လို့တဲ့မိုးရတဲ့ဒိုးနဲ့ညားသွားတာတဲ့ဟုတ်လားမျက်မှန်နဲ့ကောင်လေးယူတဲ့နေကြီး sunshine မယူလဲယူမှာပဲပို့ရပြောနေတဲလေးဗျာလိုင်းမကောင်းချစ်ရတဲ့ဟုတ်လားမုံလုံးကြီးပေါ်စားခြင်းနဲ့နည်းနည်းကျွေးတယ်ခုနကျွေးပြီးပြီလေကြော့ဒီမှာဟာဆိုကိုပဲစားနေရမှာမှန်ဆိုကြော့မိုးတဲ့ငယ်ချင်းတွေအကုန်ကြိုက်နေလို့ရဲ့တယောက်ယောက်နဲ့လောက်ဖြစ်ဖြစ်အောင်ပဲပေးပါလားတဲ့ဒီစားနည်းနည်းသွားရင်အားလုံးကပိုင်ရှင်ကိုစီရှိနေပိုင်ရှင်မရှိသေးတဲ့ခက်နေမိုးလေးလေးဝယ်ယူလိုက်ပါလားခက်နေမိုးလေးလေးနဲ့ယူလိုက်ကြပေးရရောအားဆိုငါလည်းမဆူတော့လေးလေးอ่ะသူကဆိုတော့အိမ်အောင်ကြာပြီတော့သူတို့စူချိန်လည်းမရှိတော့ထိုင်းကနေကြည့်နေရပါနော်ဟုတ်ကဲ့ပါဗျာ view site ပါဆက်ရရမုံလုံးကြီးပေါ်မစားခြင်းဘူးတဲ့လူပဲစားခြင်းဟာဘလို့ကြီးတော့တချမ်းဘသူကြီးလည်းမသိပါဘူးခင်ဗျာ live လုပ်နေရအောင်ငါတော့တိတ်ပါဘူးတွန်းမိုးဖန်ပါတဲ့ကကြီးက4ပါလားကကြီးက3ပါလားကကြီး3ပါလေကကြီး3ပါနော်အဲ့တော့ကကြီး4ပါရဲ့ပိုးရတော့ငါခောက်ထလိုက်ရကိုရစကားရဲ့တနေ့ပါလားရုပ်ရှင်ကြည့်ရရတယ်မန်တဲ့ရောက်ရင်ကြာပြီးတဲ့မှန်နေတာတဲ့မတက်တာတဲ့ဟုတ်လားရစ်ကြည့်ဖြစ်တယ်တဲ့ဘုံလုံးကြီးပေါ်တော့ငြူတီးကိုလည်းဘယ်သူထည့်တာတဲ့ lifetime နဲ့မှန်မမြင်ထွေးသစ္စာတတမိုးလေးရတဲ့ရက်ဆက်တယ်တဲ့မားအားဆွေမှန်လည်းမမြင်ဘူးတဲ့အော်မားဆွေမှန်မြင်တော့ပါပြီမျက်မှန်လေးဖြစ်နေတယ်နိုင်ငံဖြန်နိုင်ငံခြားသွားရမှာဘယ်သူနိုင်ငံခြားသွားမှာလဲမိုးကြီးမသိဘူးလေနော်ဘယ်သူသွားမှာလဲစပင်းအောင်ရှိလာပြီဟုတ်တယ်စပင်းလေးတွေရှိလာပြီဟိုတနေ့ကအရန်ရှိနေတော့သွားပြီးတော့မှနည်းနည်းလေးတိလိုက်သေးတယ်မိုးရည်လေးလေးကိုတွေ့ရင်နဲ့ထူတာမှာတော့လောက်ပါနဲ့ကျမောက်တီဘာဖြစ်လဲကျမောက်တီကောင်းလားဒီဖက်အချင်းကြီးတရားပဲဖက်တော့လက်ကျိုးတော့မယ်ကိုရေးတဲ့ဟာရှိုင်းအောင်ကြည့်နေရင်ကျမောက်တီတော့စားချင်သွားပြီအာဘလို့လဲဘလိုင်းပါလားဘယ်မှမသွားနဲ့တဲ့မိုးတဲ့မမစီလာခဲ့ပါတဲ့နော်ဒီဘက်ကလိုင်းသိမကောင်းဘူးတဲ့
မတ်မြင်သေးပြောပြီးတဲ့ဟိုမြင်သွားပြီနော်စပင်လေးတွေခါပြပါလားထိုးလိုက်အောင်ပါကာယံချိုတဲ့မတ်နေရချပြီးတဲ့ကိုမိုးရီတဲ့မတ်မြင်သေးဘူးလားမိုးရီတဲ့မတ်ရလက်တောင်ညောင်းနေပြီတဲ့ထက်သေးဘူးနိုင်နိုင်ငံခြားသွားရင်ခုံးလေးလိုက်ချင်လို့မိုးလေးနေတဲ့ အချင်းနဲ့မုံနဲ့ကလို့စပင်စတိုင်လေးပြန်ထားပါလားအခုလည်းအဲ့လိုမျိုးပဲထားနေတာ temperament စပင်ကမရှိသေးဘူးလေအဲ့တော့စပင်ရှိအောင်တော့စောင့်အောင်ပေါ့လို့နော်တားကြီးတယ်မတွေ့တာတော့ကြာပါဘာလို့မတွေ့တာကြာဟိုတနေ့ကငါ့မိချက်တဲ့အုံနှုတ်ခေါက်ဆိုတပြင်းတပြင်းလာစားသွားပြီးတော့မတွေ့တာကြာပြီငါခုချိန်ညို့ထုထလိုက်ရင်တော့အုံနှုတ်ခေါက်ဆိုဘက်တွေပြန်ထွက်လာတော့တယ်နာမည်လေးခေါ်ပေးပါနော်ဟုတ်ကဲ့ပါရိုက်ကွင်းနဲ့မှတ်တရလေးတွေတချို့စင်းလေးဆိုလို့ရှိရင်မှတ်တရလေးတော်တော်များတယ်မှတ်တရလေးတော်တော်များအဲ့မိုးခေါ်လိုက်တဲ့အချိန်လို့ပါလို့ဆိုလို့ရှိရင်ရှူတင်မှာဖြတ်လိုက်ရတယ်ရှူတင်မှာနားလိုက်ရတယ်မိုးတွေတကယ်ရွာချလာပြီးတော့လေရှိုင်းတော့မှာတော့မှတ်တရတင်တာတည်းရှူတင်မှာမိုးတွေရွာလာပြီဆိုပြီးတော့လေအဲ့လိုမျိုးမိုးကိုယူတဲ့ရှိုင်းလေးစားစားယူဆိုင်ပါတယ်ရန်လေးချစ်တယ်ရန်လေးအားပေးရတော့တဲ့ကျေးဇူးများကြီးတင်ပါတယ်ဗျာရန်အားပေးနေပါတယ်နော်တဲ့ဟုတ်ကဲ့ပါမန်းနေတဲ့အကုန်မမြင်ဘူးထင်တယ်မျက်မှန်ပြတ်တက်မှရတော့မယ်တဲ့โอเคပြန်တက်လိုက်ပြီရခါချလောင်းချစ်လိုက်တာမိုးကြီးတဲ့မိုးကိစ္စမပြောနဲ့ဆရာမကြည့်နေရလားဆရာမရဲ့ဘာလို့လဲဆရာမရဲ့အဲ့တော့မရဒါပြောလိုက်တော့မယ်နော်ဆရာမကနေပြီးတော့သူကမိုးကအဲ့လိုမျိုးအဲ့ဒီမှာရိုက်တဲ့အချိန်မှာရှိုင်းတော့တန်လင်ဘက်မှာသွားရတဲ့အချိန်ကမိုးကရွာမရွာသေးလုံးကမိုးအုံလေးဖြစ်လာဆရာမကနေပြီးတော့ lighting မကြိုက်လိုက်တာလားမသိဘူးအဲ့လိုမျိုးပြောလိုက်တာအဲ့ဒါကိုရှိုင်းကနေပြီးတော့နောက်ကနေချက်ချင်းပဲအိုးဒီလိုမျိုးလေးနေလို့ကောင်းလိုက်တာ lighting ကောင်းလိုက်တာဆိုပြီးတော့ပြောခဏနေလဲနေတော့တိတ်မကြောက်မိုးတွေအုံတက်လာပြီးတော့အဲ့လိုမျိုးလေးနေလို့ကောင်းလိုက်တာလို့ဆိုတော့မိုးတွေရွာချအဲ့ဒီကလုံးဝရိုက်ကွင်းလုံးဝရိုက်လို့မရတော့လားပြီးလဲပြီးတော့ရှိုင်းတို့လည်းပြန်သွားကြအောင်အဲ့လိုမျိုးဖြစ်သွားမိုးခေါ်တယ်မိုးဆိုပြီးတော့နာမည်ကြီးသွားကျမ်းမာရေးကိစ္စပါဟုတ်ကဲ့ပါမြန်မာနဲ့လိုက်တယ်ကျမနဲ့လိုက်ဖတ်တယ်ရန်ဆိုးနေပြီအဲ့ဒီအပိုင်းက17ရယ်12ရယ်နှစ်ပိုင်းကျန်တယ်နှစ်ပိုင်းကျန်တာဆိုတော့နှစ်ပိုင်းမှာဘာရလာမလဲပျော်တဲ့ကြီးနဲ့ပြောတော့မပြောပါဘူးတား